ဒီနေ့မနက်မှာတော့အိယာနုံချင်းဘာချက်စားလို့စားမှမသိအနေဝီမက်ကဝယ်လာရဲ့ Q ခောက်ဆွဲလေးပဲပြုတ်စားလိုက်ပါတယ်အဲဒီနောက်မှာတော့ခောက်ဆွဲကြောက်ထဲမှာပါတဲ့ပါဝင်ပစ္စည်းလေးတွေကိုတထုပ်ချင်းတွေထုတ်ထားလိုက်ပါမယ်ပါဝင်ပစ္စည်းလေးတွေထုတ်ပြီးသွားတဲ့နောက်မှာတော့ Q ခောက်ဆွဲနဲ့တူတွဲစားဖို့အတွက်စံပြားခောက်ဆွဲလို့ပါပြင်ထားလိုက်ပါမယ်ပြီးရဲ့နောက်မှာတော့ရင်နွေးအိုးလေးစပြီးတည်ပါမယ်အဲဒီနောက်မှာတော့ပါဝင်ပစ္စည်းလေးဖြစ်တဲ့ညှစ်ချင်းကျွမ်းရမှုခယူးနှင်းငရုတ်စီအတီးရွက်ချင်နဲ့ရှလကာရီတို့ကိုထည့်ပါမယ်ရေစုပွက်လာတဲ့အခါမှာတော့လှီးထားတဲ့ကြသားတုံးလေးထည့်ပါမယ်စံပြားခောက်ဆွဲလေးလည်းတစ်ခါရဲထည့်ပြုတ်လိုက်ပါမယ်ခယူးခောက်ဆွဲလို့လည်းအတူထည့်ပြုတ်လိုက်ပါမယ်ကိုစားကျင်တဲ့အသားလေးကိုလည်းအတူထည့်ပြုတ်စားလို့ရပါတယ်အဲ့ဒီနောက်ပင်လယ်စာအစုံလဲထည့်ပါမယ်ပင်လယ်စာလေးတွေကကြက်တာမြန်တဲ့အတွက်နောက်ဆုံးမှထည့်ရဖြစ်ပါတယ်အဖုံးအုပ်ပြီး10မိနစ်လောက်တည်ထားရင်တော့ရပါပြီအဲ့ဒီနောက်ခောက်ဆွဲပြုတ်နဲ့အတူတွဲစားဖို့အတွက်မုံလာခြင်းလေးကိုလည်းစပြီးတော့ပြင်ပါမယ်10မိနစ်လောက်ပြုတ်ပြီးသွားတဲ့နောက်မှာတော့ရမ်းအောင်မှစားလို့ကောင်းတဲ့ Q ခောက်ဆွဲပြုတ်လေးရပါပြီခင်ဗျာပြီးရဲ့နောက်မှာတော့ပကံထဲကိုတခြားလေးလှည့်ထည့်ပေးလိုက်ပါမယ်ကျုပ်ဥပြုတ်လေးနှလုံးတင်အကျွတ်ကြော်လေးတွေကိုအပေါ်ကဖြူပြီးကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ထားပါခင်ဗျာကြည့်ရှုပေးတဲ့ပရိသတ်တွေကြောက်ချင်းရန်ကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ